ညာတော့သုံးပွဲရွေးချယ်ပေးကြရမှာသုံးပွဲလုံးအနိုင်ရရှိခဲ့တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးရကြလိမ့်မယ်လို့ထင်ပါတယ်TikTok ကောင်လေးကိုလည်း follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ထားဖို့ပြောချင်ပါတယ်ဒီနေ့ညမှာကျွန်တော်ရဲ့ကြိုက်ပွဲစဉ်လေးတွေကမှာတပွဲကိုရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်လေးကတော့ Man City တင်းနဲ့ Brighton တင်းတို့ပွဲစဉ်လေးဖြစ်ပါတယ် Man City တင်းကတော့နှစ်ပွဲဆက်တည်ကြထားတယ်ဒါကြောင့်မို့ Arsenal အသင်းရဲ့6မှတ်ထိမှတ်ဖြတ်ခြင်းကိုခံလိုက်ရတယ်Man City အနေနဲ့ Chelsea နဲ့ပွဲစဉ်မှာလည်းခြေစွမ်းရတော့တော်တော်လေးကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဟာလန်ရဲ့ဂိုးကလည်းအတိုင်းမှန်သွားလို့ကတ်ဆိုးလို့Man City အနေနဲ့တေးကြခဲ့တာဖြစ်တယ်နောက်ဆုံးမိနစ်မှာဂိုးပေးလိုက်ရတဲ့အတွက်တေးရလက်နဲ့Chelsea နဲ့ပွဲမှာဆို Man City အနေနဲ့ကျင်းနေခဲ့ရတယ်ဒီနေ့ညမှာအမှားခံဖို့မရှိဘူးလို့ကျွန်တော်တို့မြင်တယ် Man City အနေနဲ့ခြေစွမ်းရလည်း Brighton ထက်အများကြီးတာတယ်အင်္ဂလိပ်ခြေစွမ်းဆို Man City ရဲ့ယုံကြည်လို့ရတယ်လို့ကျွန်တော်တို့ထင်တယ်ဂိုးသွင်းအားလည်းဟာလန်တို့လည်းတကောင်းတယ်ကွင်းလေရောတိုက်စစ်ပေါ်နီးပြလည်းတော်တော်လေးပါနေတဲ့နီးပြလို့ကျွန်တော်တို့သုံးသပ်တယ်ကွာလီယိုလာဆိုတာတွေ့ကြုံနေအများကြီးရှိတဲ့နီးပြဖြစ်တယ်ဒီလိုရေးတဲ့မိုးထဲမှာဆိုရင်သူ့အနေနဲ့အမှားမခံတော့ဘူးလို့ကျွန်တော်တို့မြင်တယ်1မိုင်40ဆိုတဲ့ဈေးတန်းတစ်ခုမှာ Man City ဂိုးပြတ်သွားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ဒီဘက်မှာကျွန်တော် Man City body ကိုရွေးချယ်ပေးနေတယ် Brighton အနေနဲ့အဝေးကွင်းမှာဆိုရင်ခန်းစင်အားနည်းမှုလေးတွေတွေ့နေရတယ်ဒါကြောင့် Man City တိုက်စစ်ကိုဘလုံးမှသူ့အနေနဲ့တားဆီးနိုင်မှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ Man City ကိုပြတ်သွားလိမ့်မယ်လို့ခန့်မှန်းပေးကြပါတယ်အကြိုက်တူတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေ like ဆော်လို့ရပါတယ်အားလုံးပဲကိုယ့်လက်ပါကံကောင်းကြပါစေ